အားလုံးပဲမင်္ဂလာပါ2 Gaming and Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ Sniper Elite Volume 2 Remaster ကို install ပြုလုပ်နည်းလေးမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် channel ကနေ PC game များကိုဘယ်လို install ပြုလုပ်ရလဲဆိုတာအမြဲတမ်းမျှဝေပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးနှိပ်ခဲ့ပေးကြပါဦးခင်ဗျာဒီ game လေးဟာ third person shooter game မျိုးစားဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုထဲမှာပြထားတဲ့အတိုင်း game ရဲ့လိုအပ်ချက်နဲ့ကိုယ့်ရဲ့ဆက်ကိုက်ညီမှုရှိမရှိဆိုတာသိချလေးဖတ်စေချင်ပါတယ်ခင်ဗျာကိုယ့်ရဲ့ဆက် PC နဲ့ကိုက်ညီမှုမရှိရင်ကစားလို့ရမှာမဟုတ်ပါဘူးခင်ဗျာအရင်ဆုံး game ရဲ့ဒီနေရာသို့မဟုတ်ကို download ယူခဲ့တဲ့နေရာကိုဖွင့်ပေးပါခင်ဗျာပြီးရင်တော့ကို download ဆွဲခဲ့တဲ့ game ရဲ့ file သို့မဟုတ်ကို game တည်နေရာရှိတဲ့ file ပေါ်မှာ right click ထောက် WinRAR ကိုရွေးပေးပါပြီးရင် extract file ကိုရွေးပါကိုကြိုက်တဲ့နေရာသို့သတ်မှတ်ပေးပြီး okay နှိပ်ပေးလိုက်ပါခင်ဗျာကျွန်တော်ကဒီ game လေးကို ipcgame.com ဆိုတဲ့ website ကနေ download ယူထားတာဖြစ်တဲ့အတွက်ကြောင့် ipcgame.com ဆိုပြီး password လေးရိုက်ထည့်ပေးရပါတယ်ခင်ဗျာပြီးရင် okay နှိပ်ပေးလိုက်ပါတခြား website ကနေ game လေးကို download ယူထားရင်တော့ password ရိုက်ထည့်စရာမလိုပါဘူးခင်ဗျာ WinRAR extract ဖြည့်ပေးတာကိုပြီးတဲ့အထိစောင့်မေးပါခင်ဗျာ extract ဖြည့်လို့ပြီးပြီဆိုရင်တော့ကျွန်တော်တို့ extract ဖြည့်ထားတဲ့ game ရဲ့ folder ထဲကိုဝင်ပါမယ်ခင်ဗျာ setup file ကိုဖွင့်ပါမယ်ခင်ဗျာပြီးရင်တော့ကိုကြိုက်တဲ့ရာနေရာသို့သတ်မှတ်ပေးပြီး install ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ပါမယ်ခင်ဗျာ create desktop shortcut ဆိုတဲ့နေရာမှာအမှန်ချစ်လေးထားပေးပါခင်ဗျာဒါမှကျွန်တော်တို့ install လုပ်ပြီးတဲ့အချိန်တွင်မိမိရဲ့ monitor desktop ပေါ်မှာ game ရဲ့ icon လေးပေါ်နေမှာပဲဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့ install လုပ်တာပြီးတဲ့အထိစောင့်ပေးပါခင်ဗျာinstall လုပ်တာပြီးသွားပြီဆိုရင်တော့ finish လေးကိုနှိပ်ပေးပါခင်ဗျာပြီးသွားရင်တော့ကျွန်တော်တို့ extract ဖြည့်ထားခဲ့တဲ့ game ရဲ့ folder ထဲကိုပြန်သွားပါမယ်ခင်ဗျာ ipcgame.config ဆိုတဲ့ folder ထဲကိုဝင်ပါမယ် folder ထဲမှာရှိတဲ့ file တွေအားလုံးကို copy ကူးပါမယ်ပြီးရင်တော့ကျွန်တော်တို့ desktop ပေါ်မှာရှိတဲ့ game ရဲ့ icon လေးကို right click ထောက် open file location ကိုရွေးပါမယ်ပြီးရင်တော့ကျွန်တော်တို့ copy ကူးခဲ့တဲ့ file တွေအားလုံးကိုဒီမှာ paste ချပါမယ်ထပ်ပြီးတော့ကျွန်တော်တို့ extract ဖြည့်ခဲ့တဲ့ game ရဲ့ folder ထဲကိုပြန်သွားပါမယ် ipcgame.config ဆိုတဲ့ folder ကိုဖွင့်မယ်ပြီးရင် bin ဆိုတဲ့ folder လေးကိုဖွင့်မယ် bin folder ထဲမှာရှိတဲ့ file တွေကို copy ကူးပါမယ်ပြီးရင် desktop ပေါ်ရှိ game ရဲ့ icon လေးကို right click ထောက် open file location ဖွင့်မယ်ပြီးရင် paste လုပ်မယ် replace the file in the destination ကိုရွေးလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ install လုပ်တာအားလုံးပြီးပါပြီခင်ဗျာinstall လုပ်တာပြီးပြီဆိုတော့ကျွန်တော်တို့ game လေးကိုစမ်းပြီးတော့ကစားကြည့်ရအောင်ခင်ဗျာ PC game များကို install လုပ်တတ်တဲ့ညီကိုတွေအတွက်ကျွန်တော်ဒီနေ့ Sniper Elite Volume 2 Remaster ဆိုတဲ့ third person shooter game အမျိုးအစားလေးကို install လုပ်ပြပြီးသွားတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုကနေညီကိုတွေအတွက်အကျိုးတစ်စုံတစ်ခုရရှိခဲ့မယ်ဆိုရင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျာHitler's war machine, once unstoppable, was now on the retreat.
The Allies in the west and Russia in the east were squeezing the tattered remnants of the Reich in a vice-like grip. Germany's last hope lay in their wonder weapons. The V-2 rocket, a huge leap forward in the history of military technology. Major General Hans von Eisenberg was negotiating in secret for safe passage for his team. Ist deine Frau aus Berlin rausgekommen? Ich weiß es nicht. Nicht wesentliche Kommunikationen sind verboten. Das sind keine schlechten Nachrichten, oder?